အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ Advanced Server နဲ့ Original Server ကိုရောက်ရှိလာတဲ့ Commander Gushin ရဲ့ skill နဲ့ passive အကြောင်းပြောပြသွားမှာမို့အဆုံးထိကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ရပါတယ်ကျွန်တော်တို့ Gushin ရဆိုရင်တော့ဒီ Advanced Server နဲ့ Original Server ကိုပေါ့နော်ရောက်ရှိလာခဲ့ပြီးတော့ကျွန်တော်တို့ Commander တွေရဲ့ထုံးစံအရ spell နှစ်ကွက်ပါမယ် Commander တွေကိုဝယ်ထားရုံနဲ့ skill 1ကပွင့်ပြီးတော့ Commander 2 star ဖြစ်ရင်တော့ skill 2ကပွင့်မှာပဲဖြစ်ပါတယ်အဲ့တော့ Gushin ရဲ့ skill ရဆိုရင်တော့ Commander Moscow ရဲ့ passive အတိုင်းပဲအကွင်းထဲကို hero ထည့်ပြီးအသုံးပြုရတာပဲဖြစ်ပါတယ်အကွင်းထဲကိုထည့်လိုက်တဲ့ hero တွေက skill ဆန်နေကြီးအပေါ်တစ်ခုထည့်ရမှာဖြစ်ပြီးတော့ထို့ပြီး hero ထည့်လိုက်တာနဲ့ကျွန်တော်ကိုစက်တက်ချက်ချင်းတန်းရမှာဖြစ်ပါတယ် hero တွေကများတော့အပြင်ကျွန်တော်ဆန်နေကြီးနှစ်ခုမဟုတ်ရင်ဆန်နေကြီးသုံးခုတိရှိပါတယ် Gushin ရဲ့ spell အကွက်ထဲကိုထည့်လိုက်တဲ့ hero อ่ะဆိုရင်တော့ဆန်နေကြီးနှစ်ခုရှိတဲ့ hero ဆိုရင်သုံးခုပြောင်းရောရဲ့သုံးခုရှိတဲ့ hero ဆိုရင်တော့၄ခုအထိပြောင်းပေးတာအတွေ့ရှိရမှာပဲဖြစ်ပါတယ်ပေါ်နေတဲ့ synergy ကိုကျွန်တော်ကမကြိုက်ဘူးဆိုရင်၄ခွင့်ရှိတယ်ကျွန်တော်ဆိုရင် defender ကြီးပေါ်နေတယ်အပေါ်မှာ maximum ကိုပြောင်းမလားဆိုရင်ကျွန်တော်ပြောင်းလိုက်ပါတယ်ထို့တူပဲကျွန်တော် maximum ကိုမကြိုက်လို့ star gazer ကိုထပ်ပြောင်းလိုက်ပါတယ်အစုစုပေါင်း3ခါထိ၄ခွင့်ရှိပါတယ်ကျွန်တော်ကတော့ star gazer ကိုကြိုက်လို့ဒီမှာပဲထားခဲ့ပါတယ်အခုဆိုရင်တော့ကျွန်တော်က grinder အကွင်းထဲထည့်လိုက်တာဖြစ်တဲ့အတွက် grinder က synergy နှစ်ခု hero ကနေပြီးတော့ synergy 3ခု hero ထိကိုဖြစ်သွားတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်ကျွန်တော် Gushin ရဲ့ skill 2ပါဆိုတော့ Commander level 2 star ရောက်ရင်ရမှာဖြစ်ပါတယ်။ Passive ကတော့ကျွန်တော်အရှိကပြောခဲ့တဲ့ skill 1 တိုင်းပဲ state 2မှာထပ်ပြီးတော့ပေါ်လာမယ်။အကွင်းထပ်ပေါ်လာမယ်။နောက်ထပ် hero ထပ်ထည့်ပြီးတော့နောက်ထပ် synergy ထည့်လို့ရမယ်။အရှိအတိုင်းပဲမကြိုက်ရင်3ခါလဲခွင့်ရှိတယ်ပေါ့နော်။ကျွန်တော်ကစားထားတဲ့အတိုင်းပဲကျွန်တော် state 2မှာထပ်ပေါ်လာလို့ထပ်ပြီးတော့လှည့်လိုက်တယ်။ကျွန်တော်က magic ကိုတည်ပြီးပြန်ဆော့မှာဖြစ်တဲ့အတွက် magic မှာပဲထားပြီးတော့ကျန်တဲ့ဟာကိုထပ်ပြီးတော့မလှည့်တော့ဘူး။ကျွန်တော် magic ကိုပဲဆော့လိုက်ပါတယ်ကျွန်တော်ရဲ့ Gushin ပထမဆုံးဆော့တဲ့ပွဲလေးဖြစ်တဲ့အတွက်ကြောင့်ဘလို့ပုံစံမျိုးနဲ့နံပါတ်1ရာဝါလေးနိုင်ရရှိသွားလေးဆိုတော့ဗီဒီယိုအဆုံးထိကြည့်ပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လည်း magic check ကိုနဲ့ mobile လေးအကြောင်းတွေသင်ပေးမှာလို့ like share report လေးနဲ့လုပ်ပြီးသွားဖို့လည်းတောင်းဆိုအပ်ပါတယ်။